ပမာဒရဲ့အဖြစ်ကိုဦးဇင်းတို့ဘယ်လိုပြောမလို့ဓမ္မပဒပါဠိတော်ထဲမှာမြတ်စွာဘုရားဂါထာတော်၄ပုဒ်ဖြစ်ရတစ်ခုကိုအကြောင်းခံပြီးတော့ဇက်တိုက်ဟောထားတာရှိတယ်ဓမ္မပဒပါဠိတော်တဏှာဝတ်ထဲမှာမြတ်စွာဘုရားဟောထားတာမှတ်တမ်းတင်ထားတယ်ဘာဖြစ်လို့အဲ့ဒီဂါထာ၄ပုဒ်ကိုမြတ်စွာဘုရားဟောရတယ်လဲဆိုတော့ဟောရခြင်းရဲ့အကြောင်းဏ္ဍန်ဝတ္ထုလေးကနည်းနည်းစိတ်ဝင်စားနေရှိတယ်မြတ်စွာဘုရားလက်ထက်ကဘဝတစ်ခုကခိုးသား900ကျော်လောက်ကိုရှင်ဘုရင်ကဖမ်းပြီးတော့တတ်အဲ့တော့အဲ့ဒီခိုးသားတွေကသူတို့အသက်ခံရအံ့စဲစဲမှာအဲ့ဒီတောထဲမှာရှိတဲ့တောရယဟန်တွေစီကနေပြီးတော့9ပါးသီလကိုစောင့်တည်တယ်တဲ့သေဂာနီလေးမှာသေရတော့မယ်ဆိုတာကိုသိလို့အဲ့ဒီ9ပါးသီလစောင့်တည်ပြီးတော့အဲ့ဒီသီလအာယုန်လေးနဲ့သေတဲ့အတွက်ကြောင့်အဲ့ဒီခိုးသားတွေအကုန်လုံးဟာနတ်ပြည်ကိုရောက်ကြတယ်လို့ဆိုတယ်အဲ့ဒါအပေပုံကိုမလားဘဲနဲ့ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်မှာအဲ့ဒီခိုးသား900ကသေလို့နတ်ဖြစ်သွားကြတဲ့အဲ့ဒီနတ်တွေကသေလို့လူလာဖြစ်ကြတော့ဘယ်မှာဖြစ်တုံဆိုတော့တန်ဃာတွေမျိုးမှလာပြီးတော့လူဖြစ်ကြတယ်တဲ့အကုန်လုံးအုပ်စုလိုက်ကန်တူကျိုးပေးဖြစ်ကြတော့နော်အဲ့ဒါသူတို့တန်ဃာလုံရင်းနဲ့တနေ့တော့အဲ့ဒီလူတွေကအရန်ထူးဆန်းတဲ့9တကောင်ကိုဖမ်းမိလာတယ်9ကြီးကရွှေရောင်တောက်နေဝင်းနေ9ဟာထူးဆန်းတယ်ဆိုတော့9ကြီးကိုမျက်မျက်နှုံနှုံဝိုင်းဖမ်းကြတော့9ရတယ်ဒါပေမဲ့အဲ့ဒီ9ကြီးဖမ်းလာပြီးတော့လေပေါ်တင်ပြီးတော့ယူလာတယ်အဲ့ဒါ9ကြီးကဗဇက်လဲဟလိုက်ရောဘလို့မှမခံနိုင်မှုတဲ့အပုပ်နဲ့နေရတယ်တဲ့နေဦးမနေနိုင်ဘူးအယောင်ကတော့ရွှေရောင်တောက်နေတယ်ဗဇက်ဟလိုက်လို့ရှိရင်တော့အပုပ်နဲ့1000ထောင်ထားတာအဲ့ဒါနဲ့အဲ့ဒီ9ကြီးကိုထူးဆန်းတယ်ဆိုပြီးတော့နော်ကောသလမင်းကြီးကနေတခြင်းအဲ့ဒီ9ကြီးကမြတ်စွာဘုရားကြီးကိုရောက်လာတာဘာကြောင့်ရွှေရောင်တောက်နေလဲဒီ9ကြီးကဗဇက်ဟလိုက်ရင်ဘာကြောင့်မခံမရနိုင်တော့အပုပ်နဲ့ရတယ်လေဒါကိုသူတို့သိကျင်ကြတယ်ပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီ9ကြီးရဲ့နောက်ကြောင်းကိုပြောတယ်တဲ့ဒီ9ကြီးကဦးဇင်းတို့ကတ္တဗမြတ်စွာဘုရားလက်ထက်တုန်းကသူကကပိလဆိုတဲ့ယဟန်တစ်ပါးဖြစ်ခဲ့တာတဲ့ပိဋကသုံးပုံကိုဆောင်နေတဲ့ပိဋကသုံးပုံအကုန်တတ်တယ်ပေါ့ဟုတ်လားဒါပေမဲ့လို့သူကစိတ်ထားညံ့နေတဲ့နောက်ပိုင်းကျတော့သူကဘယ်လောက်ထိဆိုးသွားတော့ဆိုတော့တရားမဟုတ်တာကိုတရားလို့ခေါ်တယ်တဲ့တရားဟုတ်တာကိုမတရားလို့ခေါ်တယ်တစုံတစ်ယောက်ကနော်ဒါကအဆက်တလားမအဆက်ဘူးလားလာမေးအဆက်တာကိုမအဆက်ဘူးလို့ပြောတယ်မအဆက်တာကိုအဆက်တယ်လို့ပြောတယ်တဲ့သူတော်ကောင်းတရားကိုအကုန်လုံးဘလောင်းပလဲဖြစ်အောင်အကုန်လုံးလုပ်ပြတာပါနော်အဲ့ဒါလက်လာပါကနှိမ့်ဆက်လို့အဲ့လိုဖြစ်သွားတာလို့အဲ့ဒီလိုမှတ်တမ်းတင်ထားတာဟုတ်လားအဲ့ဒီဘဝတုန်းကသူ့မှာအကိုတယောက်ရှိတယ်အဲ့ဒီအကိုကရှင်သာကရတဲ့သူကယဟန္တာအဲ့ဒါသူ့ညီကိုလာပြီးတော့ဆုံးမတယ်မရတဲ့အခါကျတော့ဒီအကိုကလည်းပဲလက်လျှော့သွားတာပေါ့အဲ့ဒီကပိလယဟန်မှာညီမတယောက်ရှိတယ်တဲ့တာပနာဆိုတဲ့ညီမတယောက်ရှိတယ်တာဒဏိဆိုတဲ့အမေလည်းရှိတယ်တဲ့အဲ့ဒီအမေနဲ့ညီမကတော့သူနဲ့အလိုတူအပါတူပဲအကြံတူပေါ့နော်ဒီလက်လာပါကိုရဖို့အတွက်ပဲသူတို့ဟာမဟုတ်တာကိုဟုတ်လုပ်တယ်ဟုတ်တာကိုမဟုတ်လုပ်တယ်ရသော်ဘုရားရဲ့တရားတော်တွေကိုအများကြီးဖြစ်စည်းကြတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ဒီ9ကြီးကအဲ့ဒီယဟန်ကသေတဲ့အခါကျတော့ငရဲကြပြီးတော့မှငရဲကလွတ်တော့9လဖြစ်တယ်လို့ဆိုတယ်အဲ့ဒါမြတ်စွာဘုရားရဲ့တရားတော်တွေကိုသင်ယူခဲ့ရတဲ့အစွမ်းကြောင့်မလို့အဲ့ဒီ9ဟာရွှေရောင်တောက်တာတဲ့ဒါပေမဲ့သူတော်ကောင်းတရားကိုအကုန်လုံးရုပ်ပြက်ဆင်းပြက်ဖြစ်အောင်ဖြစ်စည်းတဲ့အတွက်ကြောင့်သူ့ရဲ့ခတွင်းကဟလိုက်တာနဲ့မခံနိုင်တော့အောင်အပုံနဲ့ထွက်လာတာကြောက်စရာကြီးရောနော်အဲ့ဒါနဲ့မြတ်စွာဘုရားအဲ့ဒီ9ကြီးရဲ့အကြောင်းကိုအဲ့ဒီလာဖို့တဲ့တန်ဃာတွေကိုအနီးမှာရှိတဲ့ယဟန်တော်တွေကိုဟောတာပေါ့မြတ်စွာဘုရားနော်ဒီ9ကြီးကဘယ်တော့မှဘယ်လိုဖြစ်ခဲ့တာခုနစဉ်ပြောတဲ့အတိုင်းပေါ့လေအဲ့လိုပြောပြီးတော့မြတ်စွာဘုရားအဲ့ဒီ9ကြီးကိုဆက်ပြီးတော့မေးတယ်တဲ့နော်အဲ့9ကလည်းပဲမြတ်စွာဘုရားရဲ့တကိုးတော်ကြောင့်ပေါ့နော်လူစကားနဲ့ပြောတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့သင်ရဲ့ကိုအာဂရဘယ်ရောက်နေတော့တာဂရပြိနိဗ္ဗာန်ဆံသွားပြီလို့ပြောတယ်ဒါနဲ့သင်ရဲ့ညီမနဲ့သင်ရဲ့အမေရောဘယ်ရောက်နေတော့ဆိုတော့အဝိဇ္ဇငယ်ကြီးမှလို့ပြောတယ်သင်ဟောဒီကသေလို့ရှိရင်ဘယ်သွားမလို့ဆိုတော့အဝိဇ္ဇငယ်ကိုပဲပြန်သွားအောင်မယ်လို့ပြောတယ်အဲ့လိုပြောပြီးတော့အဲ့ဒီ9ကြီးကငါရဲ့အကြောင်းကိုမြတ်စွာဘုရားနဲ့တကွာလူတွေလည်းသိကုန်ပြီဆိုတော့စိတ်နှလုံးမသားမရဖြစ်ပြီးတော့အဲ့ဒီနာမှာသေသွားတယ်အဲ့သေတဲ့အခါကျတော့အဲ့ဒီ9ဟာအဝိဇ္ဇငယ်ကိုရောက်သွားတယ်တဲ့ဒါဓမ္မပဒထကရာထဲမှာဒီဂါထာလေးဖို့ဟောရခြင်းရဲ့အကြောင်းဒီတန်ဝတ္ထုလေးကိုရေးထားတာပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကဒီ9ကြီးရဲ့အကြောင်းဘဝတန်တရားမှာတတ္တဝါတွေဟာအမျိုးမျိုးသောလောဘဒေါသမောဟတို့ကြောင့်ဖြစ်ပေါ်လာတဲ့မကောင်းမှုတွေကြောင့်အကျိုးဆက်အမျိုးမျိုးကိုရရှိခံစားနေကြရတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဂါထာလေးဖို့ဟောတယ်အဲ့ဒီဟောထားတဲ့ဂါထာလေးဖို့ကအလွန်မှအ내အဓိပ္ပာယ်၄နဲ့တယ်ပေါ့နော်အဲ့ဒါဦးဇင်းက
ခန်းငယ်ငယ်တုန်းကဒီဂါထာလေး၄ပုဒ်ကိုအယံကိုသဘောကျစိတ်ထဲမှာပြောလို့ရှိရင်ဒီဂါထာ၄ပုဒ်ကိုတော်တော်ကိုတစ်သက်ဆွဲလန်းတယ်ပေါ့အခုအယံကြိုက်တယ်ပေါ့သူ့အရွယ်လေးနဲ့သူအဲ့ဒီတုန်းကလည်းကြိုက်ခဲ့တာပေါ့အခုကြိုက်တဲ့ဥစ္စာကရော့မသွားဘူးတိုးလာဟုတ်လားဒီဂါထာ၄ပုဒ်ရဲ့အတိပ္ပယ်လေးပေါ့ဘာပြောထားတယ်ဆိုတော့မနုဇတပမတ္ထစာရီနောတဏဝတ္တိမာလုဝဝိယသောပလဝတိဟုရာဟုရာဖလမိတ်ဆံဝဝနတမိဝါနရောတဲ့ပထမဂါထာလေးဂါထာကြီးတွေဆိုတော့နည်းနည်းတော့ဆိုရတာခက်တယ်နောက်အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့မနုဇတပမတ္ထစာရီနောတဏဝတ္တိမာလုဝဝိယနော်ပမတ္ထစာရီနောတဲ့မိမိရော့ရော့ပေါ့ပေါ့ဆဆနော်ဘဝမှာသတိမရှိဘဲနဲ့နော်အမှန်ကန်သိအောင်ကြိုးစားအထောက်မှုမရှိဘဲနဲ့နော်နေကြတဲ့မနုဇတဟောဒီလူသားတွေအတွဲတဲ့တဏဝတ္တိတွေအလိုဆန္ဒဆိုတဲ့နော်တဏဟာပွားလာတဲ့ဥပမာမာလောဝဝိယမာလောဝဝိယဆိုတာမာလောဝဆိုတာမာလောဆိုတာဦးဇင်းတို့ဂွေးတော့ပင်လိုဟာမျိုးကိုပြောတာနွယ်ပင်ကြီးတွေချုပ်မင်ကြီးတွေကိုရည်ညွှန်းတာပေါ့နော်ဟုတ်တယ်တခါတလေကျတော့အဲ့ဒီနွယ်ပင်ကြီးတွေချုပ်မင်ကြီးတွေဟာအယံကိုရှုပ်ထွေးပြီးတော့အကြီးကြီးဖြစ်နေတာတွေရှိတယ်ဟုတ်လားအဲ့ဒါဥမာပေးတာနော်မြတ်စွာဘုရားဘဝမှာခပ်ပေါ်ပေါ်ခပ်မိမိနော်တရားအထုမှုမရှိဘဲနဲ့ပေါ့ပုံမှန်လင်းလင်းပြောရလို့ရှိရင်သတိထားတဲ့လုပ်ငန်းစဉ်ကိုဘာမှစိတ်ဝင်စားဘဲနဲ့ပေါ်မှာဒီလိုပဲဖြစ်တယ်လို့လောက်ကိုင်းရှာဖွေစားတော့အစဉ်အတန်းမျိုးမျိုးပေါ်လေးအစဉ်တန်းသာပါလာပါအဓိပ္ပာယ်ကသိပြီးတော့မထူးပါဘူးနော်ငိမ့်ငိမ့်ချမ်းဟောပေါ့အေးစီစီလေးရှာပြီးတော့များများစားစားရတာပူပူလောင်လောင်ရှာပြီးတော့နည်းနည်းရတာဒါမျိုးတွေတော့အမျိုးမျိုးကွဲတော့ကွဲနေမယ်ပေါ့ဟုတ်လားတို့တော့တကယ်တမ်းကဘဝမှာပေါ့ပေါ့ဆဆမိမိရော့ရော့နေကြတယ်ဆိုတာသိပြီးတော့ထူးတယ်လို့မဆိုနိုင်ပါဘူးနိမျိုးစုံနဲ့ကိုတက်တယ်လို့ကိုနားတယ်လို့ရှာဖွေစားတော့စုဆောင်ပြီးတော့နေကြတာအဲ့ဒီနေခြင်းကိုဘာလို့ပြောမလို့ပမာဒနဲ့နေတာနော်ဟုတ်တယ်မဟုတ်လားအေးအဲ့ဒီလိုပမာဒနဲ့နေတဲ့ပုဂ္ဂိုလ်အတွဲတဲ့ဘာတွေတိုးလာလဲဆိုတော့တဏှာတိုးလာတယ်တဲ့တဏှာဆိုတာအလိုဆန္ဒကိုပြောတာနော်တဏှာဆိုတဲ့အသုံးတုံးကများသောအားဖြင့်ဦးဇင်းတို့လူတွေကနော်ယောက်ျားမိန်းမတက်မဲ့တဲ့နေရာမှာပဲအသုံးများကြတာတကယ်တမ်းကတဏှာရဲ့နယ်ပယ်ကအဲ့ဒီလောက်မကဘူးအဲ့ဒါကိုများသောဖြင့်စားထဲမှာသုံးတာကယာကလို့သုံးတယ်တဏှာကိုသုံးတာကအာယုံ၅ပါးကိုမက်မောတဲ့သဘောမှန်တယ်များဘူးအဲ့ဒါတဏှာလို့နားလည်ရဟုတ်လားဘုန်းကြီးတို့ဓမ္မစကြာထဲမှာကျတော့ဘယ်လိုပြောတော့တဏှာကာမတဏှာရှိတယ်ဘဝတဏှာရှိတယ်ဝိဘဝတဏှာရှိတယ်တဏှာရဲ့လည်းပဲအရန်ကျယ်နော်ဖြစ်နေရတာလေးကိုကျင့်တတ်နေတယ်ဆိုရင်လည်းအဲ့ဒါပါတော့ဘဝတဏှာပဲလေခုဖြစ်နေရတာကိုကျင့်တတ်တယ်ဆင်းရဲသည်ဖြစ်သည်ချမ်းသာသည်ဖြစ်သည်ဆင်းပြေသည်ဖြစ်သည်မပြေသည်ဖြစ်သည်ဘာပဲဖြစ်နေရတာလေးကိုတတဝတိုင်းကကျင့်တတ်တယ်ယဉ်မှုရှိတယ်အဲ့ဒါကိုနားလည်ဖို့လုပ်အဲ့ဒါပါလေတဏှာပဲနော်အခုဒီမှာပါပြောတော့မိမိရော့နေကြတဲ့လူသားတွေအဖို့ရအဲ့ဒီတဏှာဟာမာလောຫນွယ်ကြီးများနော်ခြုံပုတ်ကြီးတွေဖြစ်ပြီးတော့တိုးနေတယ်လို့မျိုးတိုးပွားလာတယ်တဲ့အညွန့်တလူလူနဲ့ပေါ့နော်မျက်စိတွေမြင်အောင်ကြည့်ဖို့လုပ်တယ်ဟုတ်လားဦးဇင်းအခုအကြောင်းသားမှာတပြစ်ပင်စိုက်ထားတာရှိတယ်နော်သောတော်ကမှနော်လုံးဝအကုန်ခုတ်ထားတာဘာတရွက်မှကိုမကြံဘူးခုတ်ထားတာအခုဘလို့ဖြစ်နေတော့ယုံကြီးဖြစ်နေနော်ຫນွယ်ပင်တွေပွားလာပြီဆိုခဏလေးပွားလာတာဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားဟောတာမနုဇတပမတ္ထစာရီနောတဏဝတ္တိမာလုဝဝိယမိမိရော့နေမယ်ဆိုရင်တော့တဏှာတွေဟာຫນွယ်ယုံကြီးတွေလို့တခါတည်းပွားလာလိမ့်မယ်တဲ့အဲ့ဒါလိုပွားလာပြီဆိုရင်ဘာဖြစ်မလို့သောပလဝတိဟုရာဟုတံဖလမိတ်ဆံဝဝနတမိဝါနရောတဲ့တော်ထဲမှာနော်တစ်တီးကိုအလိုရှိလို့တပင်ကနေတပင်တကိုင်းကနေတကိုင်းပြေလွှာကူးလူနေတဲ့မြောက်လိုပဲတဲ့တဘဝပြီးတဘဝတနေရာပြီးတနေရာသွားလိမ့်မယ်တဲ့နော်သောပလဝတိဟုရာဟုတံဆိုတာနော်ဒီဘဝဟိုဘဝလို့လည်းအတိပ္ပယ်ရတယ်ဒီနာဟိုနာလို့လည်းအတိပ္ပယ်ရတယ်နားလည်းမလားမသိဘူးသေချာနားထောင်နော်ဟုတ်လားမြောက်ကတစ်တီးကိုလိုချင်တဲ့ကြောင့်တပင်ပြီးတပင်ကူးတာရှိတယ်တပင်ထဲမှာကိုပဲတကိုင်းပြီးတကိုင်းကူးတာရှိတယ်တကိုင်းထဲမှာကိုပဲတစ်ခက်ပြီးတစ်ခက်ကူးနေတာရှိတယ်မြင်တယ်ဖို့လို့လေနော်အဲ့လိုပဲဒကာသမားတို့အရှင်တို့တွေဟာလည်းတဘဝပြီးတဘဝကူးနေတာလည်းရှိတယ်တဘဝထဲမှာကိုပဲတနေရာပြီးတနေရာကူးနေတာလည်းရှိတယ်တနေရာထဲမှာကိုပဲတမျိုးထဲမှာကိုပဲဟောအသေးစိတ်မြင်ဖို့လိုတယ်နော်ဟုရာဆိုတဲ့စကားလေးကိုရတာခံတတ်ဖို့လိုတယ်နော်တဘဝပြီးတဘဝလို့လည်းဆိုလိုတယ်နော်တမျိုးပြီးတမျိုးတနေရာပြီးတနေရာတရွာပြီးတရွာတဌာနပြီးတဌာနအတူတူပဲလို့ပြောလို့မရဘူးလားရတယ်အဲ့ဒါပထမဂါထာလေးရဲ့အဓိပ္ပာယ်ပဲပြန်ပြီးတော့အနည်းချုပ်ပြောပြမယ်နော်မိမိရော့နေကြတဲ့လူသားတွေအတွက်တဏှာတရားတွေဟာနော်ခြုံပုတ်ကြီးတစ်ခုလိုအညွန့်တလူလိုနဲ့တိုးပွားလာတယ်အဲ့လိုတိုးလာမယ်ဆိုရင်အဲ့ဒီတတဝါဟာတစ်သီးကိုအလိုရှိလို့တပင်မတပင်တကိုင်းမတကိုင်းကုလို့သွားလာနေတဲ့မြောက်တပွဲတဘဝပြီးတဘဝတနေရာဖြင့်တနေရာပြီးတနေရာအငြိမ်မနေရဘူးအမြဲတမ်းသွားတယ်မြောက်ကငြိမ်သလားမငြိမ်ဘူးတပင်မော်နေမှမငြိမ်တာမဟုတ်အောက်ထိုင်နေလည်းမငြိမ်ဘူးတခုတော့သူအမြဲတမ်းလှုပ်နေတာ
အဲ့တော့ဦးဇင်းတို့ဘဝလည်းပဲတကယ်တမ်းတွေးကြည့်မယ်ဆိုရင်တော့လို့တော့လှုပ်နေတာနော်လူဘလောက်ငြိမ်နေပြောပြောစိတ်ကတော့ဖြစ်နေတော့လှုပ်နေတာမြောင်းတဲ့ဥမာပေးတာအရန်ကောင်းတယ်လို့ဆိုနိုင်တယ်နော်အေးဒါပထမဂါထာလေးပဲနောက်ဒုတိယဂါထာကဘာပြောတော့ဆိုတော့ယံဧတာတဟတိဇံမိနော်တဏှာလောကေဝိတ္တိကသောကတတ္တပဝဒံတိအဘိဝဒံဝပိဒနံဟောဒီဂါထာလေးကြတော့တူတူလေးနဲ့သူအဓိပ္ပာယ်တစ်မျိုးဘယ်လိုလာတော့ယံဧတာတဟတိဇံမိတဏှာလောကေဝိတ္တိကနော်ဝိတ္တိကအလွန်တရာမှကန့်ညိတတ်တဲ့သဘောရှိတယ်ဇံမိရုပ်မာတဲ့နော်ဧတာတဏှာအဲ့ဒီတဏှာကိုသက်ရှိလူသားတယောက်လိုတင်စားပြီးတော့မြတ်စွာဘုရားပြောတယ်အလွန်တရာမှညှိတတ်တဲ့သဘောရှိတယ်အလွန်မှလည်းရုပ်မာတဲ့ရုပ်မာတယ်ဆိုတာလူတွေကိုပဲတတ္တဝါတွေကိုပဲသုံးတာလေဟုတ်လားရုပ်မာတယ်ဆိုတာကုတီမှာဘယ်သူ့ကိုသုံးတာတဏှာကိုသုံးတာနော်အဲ့ဒီရုပ်မာတတ်တဲ့စွန့်လွတ်နိုင်ခဲ့တဲ့ကန့်ညိတတ်တဲ့သဘောရှိတဲ့အဲ့ဒီတဏှာကတဲ့ယံအကျင့်ပုဂ္ဂိုလ်ကိုတဟတိနှိပ်စက်တယ်ဖြစ်စည်းတယ်ညှင်းဆဲတယ်တဏှာကတတ္တဝါကိုညှင်းဆဲတယ်လို့ဆိုတာတဏှာဖြစ်လာပြီဆိုရင်အဲ့ဒီတဏှာကတတ္တဝါကိုညှင်းဆဲပြီပေါ့ဆိုလိုတာအဲ့လိုတဏှာအညှင်းဆဲခံရပြီဆိုလို့ရှိရင်ဘာဖြစ်မလို့တဲ့နော်သောကတတ္တပဝဒံတိအဘိဝဒံဝပိဒနံဥမာတွေအရင်များတယ်ဒီဂါထာလေးတွေမှာအဘိဝဒံဝပိဒနံဆိုတာကသူကဦးဇင်းတို့မိုးကမှာလေတွေကမှာတုံးပြီးတွေဘာတွေရှို့ထားလိုက်တယ်မိုးပေါက်တွေဘာတွေကြားလာပြီဆိုရင်အဲ့ဒီမြက်ပင်တွေဘာတွေတခါတည်းဘာဖြစ်အောင်တောထားလာအံ့ဩစရာကောင်းတယ်အခုဦးဇင်းပြင်စာမှာတောင်ကုန်းရှိတယ်ဒီနေ့မြက်ရမ်းထားတယ်နောက်တစ်ပတ်လောက်နေရခါရဲစိမ့်ပြီးတော့ညှို့တက်လာနော်ဒီကိုင်းပင်တွေတက်ငယ်ပင်တွေမြက်ပင်တွေကအရန်ပွားလွယ်တာပဲဟုတ်လားအခုအဲ့ဒါကိုမြတ်စွာဘုရားဥမာပေးတာနော်အဘိဝဒံဝပိဒနံနော်မြက်တွေဟာတခါတည်းတောထလာတယ်လို့မျိုးတဲ့ကိုင်းပင်တွေမြက်ပင်တခါတိုးလို့တောင်မရတော့တောထလာတယ်မျိုးဘာတွေတောထလာမယ်ထင်လဲတတ္တသောကတတ္တပဝဒံတိတတ္တထိုတဏှာအနှိမ့်ဆက်ခံရတဲ့တတ္တဝါအားသောကစိုးရင်ရင်တို့သည်ပဝဒံတိကြီးပွားလာကြတယ်တိုးပွားလာကြတယ်တေချာနားထောင်နော်ဟုတ်လားကန့်ညိတတ်တဲ့သဘောရှိတဲ့ရုပ်မာတဲ့တဏှာကနှိမ့်ဆက်ပြီးဆိုရင်အဲ့ဒီအနှိမ့်ဆက်ခံရတဲ့တတ္တဝါဟာနော်မြက်တွေဟာတခါတည်းကိုင်းမြက်တွေဟာတခါတည်းတောထလာတယ်လို့မျိုးသူ့ဘဝမှာစိုးရိမ်မှုတောကတွေဟာတောထလာတယ်လို့ပြောတာဘဝမှာစိုးရိမ်မှုတွေနဲ့နေရတာကိုမြင်တတ်ဖို့လိုတယ်နော်ပစ္စည်းဥစ္စာတွေအများကြီးပိုင်လို့စိုးရိမ်မှုကင်းမယ်လို့ထင်သလားဘိုးတောင်စိုးရိမ်ရသေးတယ်နော်ပိုင်ဆိုင်မှုကြီးလေးလေးစိုးရင်များများလေးလေးဖြစ်တယ်ကိုကဒါကိုမက်တာကိုမဲ့ရင်မက်တဲ့လောက်ဒါရဲ့ပေါ်မှာညှိရင်ညှိတဲ့လောက်အဲ့ဒါကိုအတွက်စိုးရင်များကြီးပဲတစ်ခုညှိရရှိတယ်ဆိုရင်တစ်ခုစိုးရင်များရှိတယ်နှစ်ခုညှိရရှိတယ်ဆိုရင်နှစ်ခုစိုးရင်များရှိတယ်ညှိရတွေများလေးလေးစိုးရင်တွေများလေးလေးပဲဒါကြောင့်လိုအပ်တာတဲ့ပို့ပြီးတော့ပိုင်ဆိုင်မှုရှိတာဟာဒုက္ခတစ်ခုလို့နားလည်ဖို့လိုတယ်ဒါပေမဲ့လူတွေကဒီလိုမျိုးအမှန်တရားကဟောပြတဲ့တရားစကားကိုနားလည်နိုင်စွမ်းရှိဖို့တိတ်မလွယ်ဘူးအလိုဆန္ဒရပြီးရခြင်းရဲ့လောဘကဟောတဲ့တရားကိုသာနဲ့သူတို့နားလေသဘောပေါက်လွယ်ကြတယ်ပေါ့နော်သူတို့အမျိုးမျိုးတွက်မယ်ပေါ့နော်ကိုယ့်ရဲ့နာဂတ်မှာကျမရွတ်တဲ့ကဘာဘာတွက်ကဘာဘာတွက်ပါကိုယ့်အသက်ကမြင်သေးသေးတော့မယ်ဒါကအနာဂတ်အတွက်အများကြီးစဉ်းစားနေတာတော့မရှိဘူးလားရန်စဉ်းစားကြရကောင်းတယ်နော်အဲ့တော့သူတော်ကောင်းတရားကိုသိဖို့ဆိုတဲ့နေရာမှာအဲ့ဒီအခြေခံအတိလေးတွေလည်းပဲအလွန်ရိုးရှင်းရှင်းနားလည်ထားဖို့လိုတယ်နော်လောကုတ္တရာတရားတို့တရားမြတ်တွေကိုသိဖို့ဆိုတာတတ်ထားလိုက်အောင်ဘဝမှာတကယ်သဘာဝကြကြချမ်းချမ်းသာသာနေတတ်ဖို့ဆိုတာကိုဟာအရေးကြီးလိုသေးတယ်လို့ထင်တယ်အဲ့ဒီအတိမရှိလို့ချင်းအဲ့ဒီနားနဲ့ထင့်နေအောင်ပါနော်ဒီဘက်ကိုရောက်လာအောင်မှာမဟုတ်နားလည်ဖို့လိုတယ်ကိုချင်းတို့ကဒါလောကီကြီးပွားရေးပြောနေတာမှမဟုတ်ပဲတဲ့အဲ့ဒါပြောစရာအကြောင်းလည်းမရှိပါဘူးတကယ်တမ်းကဟုတ်တယ်မဟုတ်လားတကယ်တမ်းကစစ်မှန်တဲ့ချမ်းသာကိုရဖို့အတွက်ကိုချင်းတို့နီးမှန်လက်မှန်ကြိုးစားနိုင်ဖို့ပဲပြောကြတာကိုခုဒီမှာမြတ်စွာဘုရားပြောတာလေးကိုသတိထားနော်တဏှာနှိမ့်ဆက်တာကိုခံရတဲ့ပုဂ္ဂိုလ်ဟာနော်ကိုင်းမြက်တွေတခါတည်းတောထလာတယ်လို့မျိုးစိုးရိမ်မှုတွေကသူ့ဘဝမှာတောထလာလိမ့်မယ်လူကျင်တာတွေဖြစ်ကျင်တာတွေများတယ်လုတ်အိုင်စခြင်းတွေများလာတယ်ကျတို့တောရက်တွေကတော့လုတ်အိုင်စခြင်းလို့ဒီလိုသုံးတယ်ဟုတ်လားလယ်တွေများတယ်ကုန်းတွေများတယ်ဆိုလုတ်အိုင်စခြင်းများတယ်လို့ပြောတယ်မြို့ကလူတွေတော့ဘယ်လိုတော့နော်လုပ်ငန်းကိုင်တွေအများကြီးဟိုနားထောင်ထားတယ်ဟိုကုမ္ပဏီထောင်ထားတယ်ဒါလုတ်ထားတယ်ညာလုတ်ထားတယ်အဲ့ဒါတွေကဘာတွေတော့ဒါတွေကခေါင်းရှုပ်စရာတွေပါလို့ပြောရင်ဘယ်လိုပြောမလို့လက်သင့်တော့ခံတော့ခံကြမှာပဲဒါပေမဲ့ဆွန့်လွတ်ဖို့ဆိုတာကြတော့တော်တော်ကြီးကိုတွက်ချက်ရလိမ့်ဦးမယ်ကိုခေါင်းထဲမှာတွက်ချက်ပြီးတော့အဖြေမှန်လေးတစ်ခုရဖို့အရင်ခက်ရင်လာပဲလို့ဦးဇင်းမြင်ပါတယ်မလွယ်ပါဘူးနော်ကိုအဲ့ဒီအနေထားလေးကိုခဏရက်ပြီးတော့ဒီနေရာကိုရောက်လာနေတာနော်နားလည်ဖို့လိုတယ်အဲ့တော့ခုဦးဇင်းပြောနေတာကဘာလဲပမာဒမိမိရောနေခြင်းရဲ့အဖြစ်ကိုပြောနေတာနှစ်ခါရှိသွားပြီနော်မေ့နေရင်တော့တဏှာတရားတွေကချုပ်မှုကြီးလို့တိုးလာလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်တော့နှုတ်တတိကိုရခြင်းလို့တကိုင်းမိတကိုင်းတပင်မိတင်ကူးနေတဲ့မြောက်လို့ဟိုဘဝဒီဘဝဒီနေရာဖြင့်ဟိုနာဒီနာဟိုနေရာဒီနေရာဘယ်တော့မှနားရမှာမဟုတ်အမြဲတမ်းပြေးသွားနေရလိမ့်မယ်
ဟုတ်တယ်မဟုတ်လားဒါကိုပြောတာဒါဒုတိယဂါထာပါနော်နောက်တတိယဂါထာကဘာပြောတော့ယောစေတံတဟတိဇံမိတဏံလောကိဒုရိစေယသောကတမပပတံတိဥဒ္ဓဘိန္ဒုဝပောက္ခရာဒါလေးလည်းဥမာလေးနဲ့ပြောတယ်သောတော်ကဂါထာလေးကတဏှာကတတ္တဝါကိုနှိပ်စက်တယ်အခုဂါထာကြတော့တတ္တဝါကဉာဏ်ရှိတဲ့တတ္တဝါကတဏှာကိုနှိပ်စက်တယ်မတူဘူးနော်သူဟောပုံလေးကအရန်ကိုပဲဦးဇင်းတို့စိတ်ဝင်စားတဲ့အလေးရှိတယ်ဗောနော်ယောစေတံတဟတိဇံမိတဏှာလောကိဒုရိစေယဒုရိစေယပယ်နိုင်ခဲ့တဲ့စွန့်နိုင်ခဲ့တဲ့နော်ဇံမိယုံမာတဲ့နော်ဧတံတဏအဲ့ဒီတဏကိုတဲ့ရောအကျင့်ပုဂ္ဂိုလ်တည်တဟတိလွှမ်းမိုးဖြစ်ကြီးနှိပ်စက်နိုင်တယ်နော်အလိုဆန္ဒကိုနှိပ်ကွက်နိုင်တယ်ပေါ့ဆိုလိုတာအလိုဆန္ဒကိုဘာရှိမှနှိပ်ကွက်နိုင်မယ်ထင်တယ်အတိညာရှိမှနှိပ်ကွက်နိုင်နော်အလိုဆန္ဒကိုကိုကနှိပ်ကွက်နိုင်ပြီအလိုဆန္ဒကိုနေပါတော့အောင်ထိန်းချုပ်နိုင်ပြီအဲ့လောဘကိုတဏကိုကိုကညှင်းဆဲနိုင်ပြီဆိုလို့ရှိရင်ဘာဖြစ်မလို့လဲနော်သောကတမပပတံတိတဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာကနေစိုးရင်ရင်တွေကရှော့ကျသွားလိမ့်မယ်တဲ့ဥပမာဥဒ္ဓဘိန္ဒုဝပောက္ခရာနော်ကြာဘက်ပေါ်မှာနော်ရေပေါက်ကလေးမတင်နိုင်တယ်လို့ရှော့ကျသွားတယ်လို့ပြောမိုးတွေဘလောက်ရွာကြာဘက်လေးပေါ်ဖြောက်ဖြောက်ဖြောက်နဲ့ကြာလာတယ်ပြီးရင်လေးတာရောဆိုအောက်ကျသွားရောဟုတ်လားသင်တို့ရောင်မနေတုန်းကကြောင်းရှိမှာဘယ်တော့မှကြာကန်ကြီးရှိတယ်နော်ကြာခွက်တွေကြာပွင့်တွေကြာရွက်တွေဟာအများကြီးပေါ့ဟုတ်လားအိုးတွေကြွားနေတခါကြည့်ကြည့်ဩဘလောက်ပဲကြာအခွက်ကြီးဆိုတော့ရေတော့တော်တော်ပြည့်သွားခဏနေလေးတော့ကုန်လျှော့ကြွားတစ်စက်ကလေးတောင်ကတ်နေတာမရှိဘူးနော်ပိန်းကြာဘက်တွင်ရေမတင်တကဲ့သို့ဆိုတချို့စုပေးတာတွေထဲမှာပါတယ်မဟုတ်လားအရန်ကောင်းတဲ့ဥမာလို့ဆိုနိုင်တယ်နော်ကိုပိန်းကြာဘက်တွင်ရေမတင်တကဲ့သို့တဏှာကိုကိုနှိပ်စက်နိုင်မယ်ဆိုရင်ကိုယ်တန်တန်မှာစွန့်ရင်မှုတွေဟာမတင်နိုင်ဘူးလို့ပြောတာစိုးရင်တော့ကြာမနေဘူးပေါ့နားလေတယ်ထားလိုက်တော့ဒါတွေဘယ်လိုပဲနေနေဟာအခုဦးဇင်းတို့တွေမှာနော်အကြောင်းတရားမျိုးစုံကြောင့်စိုးရင်မှုမျိုးစုံရှိနေကြတယ်ဆိုတာကိုတော့နားလည်ဖို့လိုမယ်နော်ဒါကဘုန်းကြီးဝေးလိုက်လို့လည်းပဲစိုးရင်မှုပျောက်သွားမယ်လို့မထင်နဲ့နော်ဒီအဝေးလေးဝေးပြောင်းလိုက်တာနဲ့ပျောက်သွားမှာမဟုတ်ဘူးနော်တဏှာဆန္ဒတွေများနေတော့စိုးရင်မှုကခုနတုန်းကမြတ်တော်ကြီးကိုင်းတော်ကြီးထလို့ထအောင်မှာပဲသူလည်းပဲဒီလားရှင်လေးဝေးလိုက်တာနဲ့ပျောက်သွားမှာလားတချို့ဒါမှမဟုတ်ပြောတာရှိတယ်နော်ဘုန်းကြီးလောဘဒရင်စွန်းတဲ့အနံအညီမျှတယ်ဟုတ်လားအဲ့ဒါဘာတွေတော့စိုးရိမ်မှုဖြစ်ခြင်းရဲ့အကြောင်းတွေပဲဟုတ်လားဟိုကိစ္စလည်းလက်မလွတ်နိုင်ဒီကိစ္စလည်းလက်မလွတ်နိုင်ဟိုဟာလည်းခေါင်းထဲမထည့်ပဲမနေနိုင်ဒီဟာလည်းခေါင်းထဲမထည့်ပဲမနေနိုင်ဆိုဘာဖြစ်မလို့သူလည်းစိုးရိမ်အောင်ပါပဲတဘာဝတရားကတော့ဘုန်းကြီးတော်လူတော်ငဲ့ညာမလားငဲ့ညာမလို့ဒါကြောင့်ပေးတဲ့ပေါင်းတော်ဒီတတိယဂါထာတွေကသောသောကဒုတိယဂါထာနဲ့ဆန့်ကျင်ဘက်လို့မဆိုနိုင်ဘူးလားနော်တဏှာကတတ္တဝါကိုနှိပ်စက်ပြီဆိုလို့ရှိရင်တော့နော်ကိုင်းတော်မြက်တော်ကြီးဟာကြည်နေတော့မှပဲတခါတည်းမကြခင်ရက်ပိုင်းမှာပဲတောထလာတယ်လို့မျိုးစိုးရိမ်မှုတွေဟာတောထလာလိမ့်မယ်ကြီးပွားလာလိမ့်မယ်တကယ်လို့သာတဏှာကိုသာကိုကနှိပ်စက်နိုင်မယ်နေပါအောင်လုပ်နိုင်မယ်ဆိုရင်တော့ဘိန်းကြာဘက်ပေါ်မှာရေမတင်တယ်လို့စိုးရိမ်မှုဟာကိုယ်တဏ္ဍာမှာတင်နေနိုင်မှာမဟုတ်ဘူးလို့ပြောတာဘယ်နှခါသာရှိသွားပြီတော့သုံးခါသာရှိသွားပြီနော်ဒါကြောင့်လေးခုမြောက်ဂါထာဘာပြောတော့ဆိုတော့တံဩဝရမိဗတ္တံဝယံဝတ္ထသမဂတံနော်ဒီနားမှာအညီညွတ်ရောက်လာကြတဲ့တင်တို့အတွက်ငါအလွန်ကောင်းတဲ့စကားကိုပြောမယ်တဲ့မြတ်စွာဘုရားကနော်တံဝဝရမိဗတ္တံဟောတဲ့အရန်ကောင်းတဲ့စကားကိုငါအရန်ကောင်းတဲ့စကားကိုငါပြောမယ်တဲ့အဲ့ဒါကဘာလဲဆိုတော့တဏှာယမူလခဏထဥဒိဒထောဝပြည်တဲ့နဲ့နော်ဘုရင်တို့ပန်းရင်းမြက်ကိုအလိုရှိတဲ့လူဟာအဲ့ဒီမြက်ရဲ့ဥကိုတူးသလိုမျိုးတဲ့နော်အဲ့ဒီဥစ္စာကနည်းနည်းအသုံးနေတဲ့စကားလုံးဆိုတော့နားလည်အောင်ရှင်းဖို့နည်းနည်းခက်မယ်နော်ဆိုကြပါစို့ဦးဇင်းတို့ဟိုဒီနေ့ကစကိုင်းကိုသွားတော့အဲ့ဒီမှာဝက်မြေဥတွေကိုစားခဲ့ရတာရှိဦးဇင်းတို့ငယ်တုန်းကလေတော်ထဲမှာဝက်မြေပင်တွေပေါက်တယ်ဝက်မြေပင်ဆိုတာကတော့စဘာပင်ကိုအရန်ဖြက်စီးတာသူကရုပ်တရက်ဆွဲလိုက်ရင်လည်းလက်ကိုရှားတာတွေဘာတွေလဲရှိတယ်ဒါပေမဲ့အဲ့ဒီဝက်မြေပင်ကိုအမြစ်ပါပေါအောင်ဆွဲလိုက်ရင်သူဥသေးသေးလေးတွေရှိတယ်အဲ့ဒီဥသေးတွေကအစိမ်းစားရင်လည်းပဲစိမ့်တိတ်တိတ်ချွတ်လိုလိုတွေရှိတယ်ပြုတ်စားမယ်ဆိုရင်လည်းပဲသူကကောင်းတယ်ဟုတ်လားအဲ့တော့အဲ့ဒီလိုအပင်မျိုးကိုဦးဇင်းတို့ဆွဲပြီဆိုလို့ရှိရင် तू ကအမြစ်ပါဥပါတခါတည်းပါအောင်ဆွဲရတာပေါ့နော်အဲ့ဒါနဲ့ဥမာပေးမယ်အဲ့ဒါမျိုးနားလည်အောင်ပြောမယ်ဆိုရင်လည်းအရင်ကောင်းမှာနော်ဥတ္တိတထုံးဝပြီးတဲ့နဲ့တပန်းရင်းမြက်ကိုအလိုရှိတဲ့ပုဂ္ဂိုလ်ကအမြစ်ပါအောင်ဆွဲပြီးတော့တူးသလိုမျိုးတဲ့နော်တဏှာယမူလံခဏထနော်အလိုဆန္ဒရဲ့အရင်အမြစ်ကိုတူးဆွပြလိုက်လို့ပြောတာနော်တဏှာကိုအမြစ်ပါမကြံတူးပြည့်လို့ဒီလိုလည်းပဲအတိတ်ပဲပြောမယ်ဆိုရင်ပြောလို့ရတာနော်တဏှာယမူလခဏထဥဒိတထဝပြီးတဲ့နာမြက်ဥကလေးတွေဝက်မြေဥလေးတွေကိုရကျင်နေဆိုရင်အမြစ်ပါအောင်ဆွဲပြီးတော့နှုတ်လိုက်တယ်လို့မျိုးအလိုဆန္ဒဆိုတဲ့တဏှာကိုအနုတ္တယအမြစ်ပါမကြံအောင်ဆွဲပြီးတော့နှုတ်ကြလို့အဲ့ဒါမျိုးဆိုပြောတာနော်ဥမာတွေနဲ့ယူမယ်နော်စကားတွေကဟုတ်လားတ
တဏှာရဲ့အမြင့်ကိုနှုတ်ရမှာဆိုတော့တဏှာကိုတစ်ပင်တစ်ပင်နဲ့ဥမာပေးရအောင်ရောက်မသွားဘူးလားရောက်သွားတယ်နော်ဦးဇင်းတို့အမြင့်မပြတ်ဘူးဆိုလို့ရှိရင်အဲ့ဒီအပင်ကမသေးဘူးလေဟုတ်တယ်မဟုတ်လားအဲ့တော့ခန္ဓာဆိုတဲ့ဒုက္ခအပင်တွေထက်ပေါက်နေတယ်ဆိုတာဒီတဏှာဆိုတဲ့အမြင့်မပြတ်လို့ပေါ့ဆိုလိုတဲ့အဓိပ္ပာယ်ကဒါကြောင့်ဒီအမြင့်ကိုဦးဇင်းတို့ဘာလို့ပြင်ရမလို့တူးပြရမယ်တဲ့ဘာဖြစ်လို့တူးသင့်တယ်လဲဆိုလို့ရှိရင်အောက်ကအကြောင်းပြချက်သဘောမျိုးလေးပါတယ်မာဝနလံဝသောတောဝမာရောပင်စီပုဏ္ဏပုဏ္ဏတကယ်လို့သာဦးဇင်းတို့ကတဏှာရဲ့အမြင့်ကိုနော်အမြင့်ပြတ်သွားအောင်မတူးနိုင်ဘူးဆိုလို့ရှိရင်နော်သေခြင်းတရားကကြိမ်ပါများစွာကိုယ်နှိမ့်ဆက်လိုက်တယ်အဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုဟောတော့ဆိုမာဝနလံဝသောတောဝတဲ့ဦးဇင်းတို့မိုးဟာတွေမှာတစ်ခါတလေမိုးအရန်ရွာတဲ့ချိန်မှာရေကအရှိန်နဲ့စီးတာတွေရှိတယ်အရန်ကြမ်းကြမ်းထန်ထန်အုံနေခြင်းနဲ့ရေတွေစီးလာလို့ရှိရင်ကမ်းမေးမှာပေါက်နေတဲ့ကျူပင်လေးတွေအချောက်ကလေးတွေကတခါလဲအမြင့်ပါပြီးတော့မျောတခါလဲရုပ်ပစ္စည်းပဲပါသွားတာအဲ့ဒါဥမာပေးတာနော်မာဝနလံဝသောတောဝအလွန်ကြီးမားတဲ့ရေရင်ကနော်အားနေတဲ့ဒီကျူရိုးလေးကိုတိုက်ဖြတ်ပြီးတော့ပယ်ဆောင်သွားတယ်လို့မျိုးမာရောပင်စီပုဏ္ဏပုဏ္ဏမန်ဆိုတဲ့တရားကသင်တို့ကိုကြင်ဖန်များစွာမဖြစ်စည်းပါစေနဲ့တဲ့အဓိပ္ပာယ်လေးကသူကဘယ်လိုပြောမလို့နှစ်ထပ်အဓိပ္ပာယ်ပေးထားတာဟုတ်လားကြီးမားတဲ့ရေရင်ကနော်ကျူပင်လေးကိုတိုက်ဖြတ်ဖြစ်စည်းသွားတယ်လို့မျိုးကိလေသာမမေစုမကိလေသာတရားတွေသိခြင်းတရားတွေကသင်တို့ဘဝကိုခဏခဏမဖြစ်စည်းပါစေနဲ့တဲ့ဒါကဘာကိုဆိုလိုတာတော့တဏှာရဲ့အမြင့်ကိုမတူးနိုင်ဘူးဆိုလို့ရှိရင်ကြီးမားတဲ့ရေရင်ဟာတော့ကျူပင်လေးကိုဖြစ်စည်းသွားတယ်လို့မျိုးမန်ဟာဦးဇင်းတို့ရဲ့ဘဝကိုကြင်ဖန်များစွာဖြစ်စည်းလိမ့်မယ်လို့ပြောတာဟုတ်လားအခုဦးဇင်းတို့အသက်ကြီးလာတာနဲ့မြတ်ဘာကိုဆိုရင်ကြောက်ကြနေကြတာရှိတယ်လေဘဝရဲ့ပုံမှာမမုံမှုမကင်းကြတဲ့အတွက်ကြောင့်ဘဝပျက်စီးသွားမှာကိုဆိုရင်ကြတာမရှိဘူးလားဒါကပျက်စီးသွားတယ်မလားဆိုတဲ့အနေအထားမျိုးကိုရောက်လို့ရှိရင်ကြောက်ကြတာပဲလေအသက်80ပဲအနှစ်80ပဲရှိ80ပဲရှိသေရမှာတော့ဘာဖြစ်တော့ကြောက်တာပဲဆိုရင်တာပဲအခုယောဂတစ်ခုဖြစ်ကြည့်ပါလားအခါရခက်မှာကိုဆိုရင်တာတဲ့ပျက်စီးသွားမှာကိုဆိုရင်တာကအများကြီးတာလွန်လိမ့်မယ်လို့ထင်တယ်ဟုတ်လားဒီယောဂကုလို့ရအောင်မယ်ဆိုရင်ယဉ်ကြီးတက်တာတဲ့စိတ်ကကုလို့မရတော့ဘူးသေရတော့မယ်ဆိုတာကိုသိရင်ဘလို့မှစိတ်ကတက်တာလို့မရတုံးတယုံနဲ့မရအဲ့တော့ပြောနေတာကဘာလို့ဘဝတစ်ခုရလာပြီဆိုလို့ရှိရင်ဦးဇင်းတို့ဘာကိုစိုးရိမ်နေကြရလဲသေရမှာကိုစိုးရိမ်နေကြရတယ်အဲ့ဒီစိုးရိမ်မှုရှိတယ်အဲ့ဒီစိုးရိမ်မှုမရှိဘူးဆိုတဲ့လူကဘလို့လူတွေပဲမရှိတာများတော့သေခြင်းတရားကိုအမှတ်မရတဲ့လူဟုတ်တယ်မို့လားသေမယ်မသေမယ်ဆိုတာကိုထက်မတော့ဘာမှကိုမစင်စားဘူးပေါ့နော်ဘဝမှာဒီလိုပဲနေလိုက်တာပေါ့ဟုတ်လားအဲ့လိုလူမျိုးတွေကစိုးရိမ်မှုဖြစ်ပြီဆိုရင်ပို့ပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်မယ်နော်ယောဂဗျာနှိမ့်ဆက်ကြည့်လိုက်ဘလို့များဖြစ်မလဲဆိုတဲ့စိုးရိမ်မှုမလာဘူးလားလာအဲ့တော့ဦးဇင်းတို့ဘဝမှာဘဝတစ်ခုရတိုင်းစိုးရိမ်မှုများစွာရဲ့နှိမ့်ဆက်တာဖြည့်ဆည်းတာကိုမခံရဘူးလားအ ਨੇ ဆုံးတော့နော်သေရတော့မဲ့အနေအထားမျိုးမှာမသေးလို့တဲ့စိတ်နဲ့စိုးရိမ်မှုပင်ပန်းမှုမရှိဘူးလားရှိတယ်နော်ဒါကိုမြတ်စွာဘုရားပြောတာမန်တရားကကြိမ်ဖန်များစွာကိုယ့်ကိုမနှိမ့်ဆက်မဖြည့်ဆည်းပါစေနဲ့လို့ပြောတာဟုတ်လားကာထာဘယ်နှပုတ်ရှိသွားပြီတော့၄ပုတ်ရှိသွားပြီနော်တရားဟောတာလည်းတဏှာကြီးကြာသွားပြီဟုတ်လားအဲ့တော့ဦးဇင်းတို့ပြောချင်တာတွေကပမာဒတရားဆိုတဲ့မိမိရောနဲ့နေလို့ရှိရင်ဘလို့အဖြစ်နာစာရှိတယ်လေဆိုတာကိုကပိလနော်ယဟန်ကဖြစ်လာတဲ့ငါးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောတော်မူခဲ့တဲ့ဂါထာ၄ပုဒ်အရင်မှကောင်းတယ်လို့ဦးဇင်းစိတ်ထဲမှာခံစားရတယ်ဟုတ်လားမိမိရောပေါ့ဆာတာဖြစ်တယ်လို့ဘာဝနာတရားနဲ့ကင်းပြီးတော့ဒါနေမယ်ဆိုလို့ရှိရင်တော့သိကြတယ်တဏှာတွေပဲတိုးလာလိမ့်မယ်နော်အသက်ကြီးလေနော်နွားလေးရဲ့ဥကြိုဟာအသက်ကြီးလေရှည်လာလေပဲလို့ဥမာပေးတာလည်းရှိတယ်ဟုတ်လားအလိုဆန္ဒတွေဟာအသက်ကြီးလို့ရက်တန့်သွားမှာမဟုတ်ဘူးအသိဉာဏ်ကြီးမားမှုဖြစ်လာရင်ရက်တန့်နိုင်တာကြီးမားတဲ့အသက်ကမရက်တန့်နိုင်ဘူးနော်အသိဉာဏ်ကကြီးလိုက်မလာဘူးဆိုရင်အသက်ကြီးရင်ကြီးသလောက်အဲ့ဒီတဏှာကပို့ပြီးတော့များလာတာရှိတယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကမိမိရောပေါ့ဆဆနေမယ်ဆိုရင်တော့တဏှာတွေပဲတိုးလာလိမ့်မယ်တဲ့ဟိုဟာလိုခြင်းဒီဟာလိုခြင်းဟိုဟာဖြစ်ခြင်းဒီဟာဖြစ်ခြင်းဟုတ်လားအလိုဆန္ဒတွေနေပယ်တွေကျဲလာတယ်အဲ့လိုကျဲလာရင်ဘာဖြစ်မယ်ထင်တော့တတိကိုအလိုရှိတဲ့မြောက်ဟာတပင်ပြီးတပင်တကိုင်းပြီးတကိုင်းကူးနေတယ်လို့ဦးဇင်းတို့ဟာလည်းတဘဝပြီးတော့ဒီဘဝအနေနဲ့ပြောမှဆိုဘယ်လိုပြောမလို့တဏှာပြီးတဏှာဘာလို့လဲတော့ပွားနေရတယ်အမြဲတမ်းနော်ဒီမျိုးထဲမှာကိုတဏှာပြီးတဏှာသွားနေရမရှိဘူးလားရှိတယ်အဲ့ဒါပထမဂါထာရဲ့အဓိပ္ပာယ်နော်သောပလဝတိဟုတ်တယ်တဏှာပြီးတဏှာသွားနေတာအငြိမ်းကိုမနေရအောင်ဟုတ်လားဘာဖြစ်လို့တော့တဏှာတိုးလို့နော်အဲ့ဒါဒုတိယဂါထာပါဆက်ပြီးတော့ပြောတော့တဏှာကတတ္တဝါကိုနှိမ့်ဆက်ပြီးဆိုရင်အဲ့ဒီတတ္တဝါအတွက်သောကဆိုတဲ့စိုးရိမ်မှုတွေဟာမြက်တွေကိုင်းပင်တွေတောထလာတယ်လို့မျိုးသောကစိုးရိမ်မှုတွေတောထလာလိမ့်မယ်တဲ့ဒါဒုတိယဂါထာနောက်တတိယဂါထာကဘာပြောတော့တကယ်လို့ဒါကိုကတဏှာကိုနှိမ့်ဆက်ညှင်းဆဲနိုင်မယ်ဆိုရင်တော့
စိုးရိမ်မှုတောကတွေဟာနော်ကြာဘက်ပေါ်မှာရေမတင်တဲ့လိုမျိုးကိုယ်တန်တန်မှာတင်ကြံနေမှာမဟုတ်ဘူးလို့ပြောတယ်ဟုတ်လားဒါကြောင့်မလို့ဒီနားမှာစုဝေးမိနေတဲ့သင်တို့အားလုံးအတွက်ငါဟာအလွန်ကောင်းတဲ့စကားကိုပြောမယ်တဲ့မြတ်စွာဘုရားတန်ဝဝရမိဗတ္တံဟောဟုတ်လားဘာပြောမလို့တဏှာကိုအမြင့်ရင်းကစပြီးတော့တူးဆွပြလိုက်ကြဥပမာနော်ပန်းချင်းမြက်ကိုအလိုရှိတဲ့ပုဂ္ဂိုလ်ဟာမြက်ဥပါပါလာအောင်တူးလိုက်တယ်လို့မျိုးတဏှာကိုအမြင့်ကစပါအောင်တူးတဲ့တကယ်လို့မတူးနိုင်ဘူးအဲ့ဒီတဏှာအမြင့်နော်ဆက်လက်ပြီးတော့ရှင်သန်နေအောင်မယ်ဆိုရင်တော့မန်တရားကကိုယ့်ကိုချိန်ဖန်များစွာဖြစ်စီလိမ့်မယ်ဥပမာအလွန်ကြီးမားတဲ့ရေအရင်ဟာနော်ကံပေးမှာပေါက်နေတဲ့ကျူရိုးလေးတွေမျက်ချောင်းလေးတွေကိုဒီရောသောဘာပါတော့အောင်တိုက်နှောင်သွားတယ်လို့မျိုးအဲ့ဒါဦးဇင်းတို့ရဲ့ဘဝကိုမန်ဟာချိန်ဖန်များစွာဖြစ်စီလိမ့်မယ်လို့ပြောတာလေးလေးနက်နက်စဉ်းစားရမကောင်းဘူးလားအဲ့ဒီဒုက္ခအဲ့ဒီအကုန်လုံးရဲ့အရင်းမူလဟာဘာလို့ဒီနေရာမှာတွေ့ရတယ်လဲပမာဒကိုတွေ့ရနော်မနုဇတပမတ္တစာရီနောဆိုအဲ့ဒီကစဟောတာဟုတ်လားမိမိရော့တာနေကြမယ်ဆိုရင်တော့ဆိုအဲ့ဒီကနေလာတာဟုတ်လားမိမိရောနေမယ်ဆိုရင်တဏှာတိုးပြီးတော့တဏှာနှိစ္စတာကိုခံရလိမ့်မယ်ဒါကိုပြောတာနော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အခုအချင်းတို့တွေကအဲ့ဒီသမယိုးကြဘဝများစွာဒီဘဝမှာလည်းအချိန်များစွာနေခဲ့တဲ့နေခြင်းတရားလေးကနေပြီးတော့ဖောက်ထွက်ပြီးတော့အခုဘာလုပ်နေတာတော့အပမာဒနဲ့နေဖို့ချူစားနေကြတာဟုတ်တယ်မဟုတ်လားအဲ့တော့ဒီလိုမြင်မာတဲ့ရည်ရွယ်ချက်နဲ့လာတာကိုအလုတ်ဖြစ်အောင်လုပ်သွားနိုင်ဖို့မလိုဘူးလားလိုတယ်နော်အလုတ်ဖြစ်အောင်လုပ်သွားနိုင်ဖို့လိုတယ်ဒါကြောင့်နော်တရားနည်းနည်းကျန်တာလေးနည်းနည်းလေးပြောချင်ပါသေးတယ်အဲ့ဒါဘာလို့ဆိုတော့အခုမှအားထုတ်မလို့နော်အသေးရောက်လာတဲ့ပုံကိုယ်တွေလည်းပါမယ်ဟုတ်လားနော်ခဏခဏလာနေတဲ့ယောဂီတွေလည်းပဲစဉ်းစားကြရပါပေါ့လေအဲ့ဒါကဘာပြောချင်တော့ဆိုတော့အလုတ်လုပ်ပြီဆိုလို့ရှိရင်ထိထိမိမိလုပ်ဖို့အရေးကြီးတယ်ဆိုတာလေးကိုပြောချင်တယ်ဟုတ်လားမထိမခိုက်မလုံးနဲ့ပေါ့နော်ထိထိရောက်ရောက်လုပ်ဖို့လိုတယ်။အော်ဆိုခပ်ပေါ်ပေါ်လုပ်လို့ရှိရင်ဦးဇင်းတို့ကအဲ့ဒီအလုပ်ကိုခပ်ပေါ်ပေါ်လုပ်တဲ့အတွက်ကြောင့်အဲ့ဒီအလုပ်ရဲ့အကျိုးရလဒ်ကိုပြီးပြီးပြင်းပြင်းဦးဇင်းတို့ရရှိမှာမဟုတ်ဘူး။အဲ့တော့ကိုယ်အပြစ်ကိုမြင်မှာမဟုတ်ဘူး။ကိုခပ်ပေါ်ပေါ်လုပ်လို့ဒါပိုင်ပိုင်နိုင်နိုင်ပြီးပြီးပြင်းပြင်းမရတာလို့မြင်မှာမဟုတ်ဘူး။တရားရဲ့အပြစ်ကိုများသွားမြင်မယ်ဆိုလို့ရှိရင်ဥကျိုးသွားမှာစိုးရတယ်။အဲ့တရားလာသွားလို့တာဘာမှမထူးခြားခဲ့ပါဘူး။အများစုကတော့အဲ့တိုင်းပဲရောက်လာတယ်။နောက်အချိန်ကုန်တယ်ပြန်သွားတယ်တိတ်ပြီးတော့တိတိတာတာကြီးစိတ်ထဲမှာထူးခြားလာကြည်ရဲ့ဆိုတာကိုရအောင်လှုပ်သွားနိုင်တဲ့လူကအရင်ရှားတယ်လို့ထင်ပါတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ဒါကတရားပေါ်မှာမူတည်တာလားကိုယ့်ရဲ့လှုပ်ရက်ပေါ်မှာမူတည်တာလားအဲ့ဒါကိုပြောတာဥကျိုးသွားမှာစိုးလို့ပြောတာနော်ဒါကိုကိုကမထိမခိုက်လှုပ်တယ်ဆိုလို့ရှိရင်ပြီးပြင်းအကျိုးရလဒ်ကိုမရနိုင်ရင်ကိုကစဉ်းစားတော့မှာငါခုနေသွားပြီးတော့အလကားသွားပြီးတော့ငါအချိန်ဖြုံးနေတာလားလို့တွေးတော့မှာဟုတ်လားဒါမှမဟုတ်ရင်လည်းပဲအော်တရားကလည်းဘာမှလည်းမသိပါဘူးဆိုတာဖြစ်တော့မှာကိုယ့်ရဲ့ချွင်းချက်ကိုကြတော့ကိုယ်မမြင်ဘူးဟုတ်လားဒါကြောင့်ထိထိရောက်ရောက်လုပ်ဖို့လိုတယ်အဲ့တော့ထိထိရောက်ရောက်လုပ်တယ်ဆိုတဲ့နေရာမှာလည်းအကျင့်မြင့်တော့နှစ်ချက်နားလည်ဖို့လိုတယ်အဲ့ဒါကဘာလဲဆိုတော့တက္ကိစ္စကာရီတာတစ္ဆကာရီဆိုတဲ့စကားနှလုံးရှိတယ်နော်တက္ကိစ္စကာရီဆိုတာရိုးသေးသေးလုပ်တာဒီရိုးသေးသေးလုပ်တယ်ဆိုတဲ့စကားလေးကအရန်အားပါတယ်လို့ပြင်တင်ဒီအလုပ်လေးကိုအရန်တန်ဖိုးထားတယ်ဆိုတဲ့အဓိပ္ပာယ်နော်ဒီဆိုကြပါစို့သွားတယ်ခြေလမ်းလေးတွေကိုမှတ်တယ်ထမင်းစားတယ်လက်တွေကိုမှတ်တယ်အကုန်လုံးပေါ့လေဒီတတိထားတဲ့လုပ်ငန်းရဲ့တန်ဖိုးတကယ်ကိုမြင့်နုံတော့တစ်ချက်မှတ်လိုက်လို့ရှိရင်ပတ်စံ3 သိန်းရမလို့မျိုး2 သိန်းရမလို့မျိုးဂယုတစိုက်နားလည်လားမသိဘူးဒီအလုပ်ကိုအရန်တန်ဖိုးထားတာကိုပြောတာနော်ယူသေးတယ်ဆိုတာတန်ဖိုးထားလို့ယူသေးတာပေါ့ယူသေးတယ်ဆိုတဲ့စကားလုံးကတန်ဖိုးထားတာရဲ့ဟိုဘက်တောင်မှနည်းနည်းလွန်နေတယ်လို့ထင်အရန်ကိုသူ့ရဲ့စကားလုံးကအားပါတယ်လို့အရင်ထင်တယ်တက္ကိစ္စယူသေးသေးဟုတ်တယ်မို့လားဆွန့်ခံတယ်ဆိုရင်ရိုးသေးသေးဆွန့်ခံရမယ်လို့ဘုရားဟောတာရှိတယ်ဆွန့်စားပြီဆိုရင်လည်းဆွန့်ကိုရိုးသေးသေးစားတန်ဖိုးထားပြီးတော့စားရမယ်လို့ရသော်ဘုရားဟောတယ်ဟုတ်လားခုဒီအလုပ်ကိုလည်းပဲဦးဇင်းတို့ဘယ်လိုလုပ်ရမလဲရိုးသေးသေးလုပ်ရမယ်ရိုးသေးသေးဆိုတာတန်ဖိုးထားတာတန်ဖိုးထားတဲ့စိတ်ကလေးလေးစားတဲ့စိတ်မျက်နှိုးတဲ့စိတ်တကယ်ကိုတယုတရဒါလေးကိုဂယုတစိုက်လုပ်ရမယ်လို့ပြောတာဟုတ်လားတက္ကိစ္စကရိုးသေးသေးလုပ်တဲ့နော်လုပ်တဲ့အချိန်လေးမှာရိုးသေးမှုရှိဖို့လုပ်တယ်နော်ပြီးတော့ဗာပြောတော့တာတစ္ဆကာရီဆွဲမြဲမြဲလုပ်တယ်အဲ့ဒီစာမှုကတော့ကြာတာပဲများပါတယ်ဟုတ်လားယူသေးသေးဆိုတာတွေကမှလုပ်တဲ့ခါမှာယူသေးတာလေးပါဆွဲမြဲမြဲကြတော့ဦးဇင်းတို့ကမဆွဲမမြဲပဲများကြတာနော်ဒီပေါ်မှာစုပြီးတော့ထိုင်မဲ့အချိန်ပဲထိုင်ရမယ်ပေါ့ဟုတ်လားကျန်တဲ့အချိန်တွေမှာတော့များသောဖြင့်သတိလွတ်လွတ်နေကြတဲ့ယောဂီတွေပဲများအဲ့တော့ဦးဇင်းတို့ရဲ့စိတ်ထဲကိုကျင့်တတ်မှုရစေတဲ့ယောဂီမျိုးဖြစ်အောင်နော်မြင်ကျင်လို့ဒါလေးကိုလည်းဦးဇင်းတို့ပြောတာပါဟုတ်လားဒါကြောင့်မလို့တော့ထိထိရောက်ရောက်လို့ဆိုတာကိုအဓိပ္ပာယ်ဘယ်နှမျိုးဥချင်းထပ်ပြီးတော့ပြောတော့2 မျိုးနော်ရိုးသေးသေးလို့ဆွဲမြဲမြဲလို့နော်ရိုးသေးသေးလို့ဖို့အရေးကြီးတယ်လို့ဆွဲမြဲမြဲကလည်းအရေးကြီးတာပဲမဆွဲမြဲလို့ရှိရင်ကျန်တဲ့အချိန်တွေကဒီပြင်ဟာတွေပဲဝင်လာပါလေအဲ့တော့ပြီးပြင်းအကျိုးရလဒ်ကိုရနိုင်ဖို့မလွယ်ဘူးဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်အောင်တို့
ရိုးသေးသေးလှုပ်ဆိုအဲ့လိုမြင်မြင်လှုပ်တယ်ဒီမှာတော့ရေးထားတယ်ယုံယုံကြည်ကြည်လှုပ်ဆိုတာတောင်ပါသေးတယ်ဟုတ်လားယုံကြည်တာထဲမှာရိုးသေးတာထဲမှာယုံကြည်တာပါသွားပြီလို့အရင်ပြောမယ်ဆိုရင်ပြောလို့ရပါတယ်နော်ရိုးတောင်အရင်ရိုးသေးတယ်ဆိုမှတော့ယုံကြည်မှုကတော့ပါနေပြီးသားတန်ဖိုးထားတာနော်ပြီးတော့ဦးဇင်းတို့နောက်ထပ်တစ်ခုပြောချင်တာကဒီယောဂီအသစ်တွေအတွက်ပေါ့နော်ဦးဇင်းတို့အဲ့ဒီဝိရုပ်ရှင်လေးထဲမှာရေးထားတာလေးကိုသေးသေးချာချာအပြန့်ပြန့်နှံ့နှံ့ဖတ်စေခြင်းတယ်ဟုတ်လားအဲ့ဒါလေးကိုဖတ်ပြီးတော့သဘောပေါက်အောင်ကိုယ့်အကိုအရင်စဉ်းစားပြီးတော့မှလုပ်နောက်နီလန်းကိုသိပြီးတော့မှကျွမ်းကျင်ပြီးတော့မှလုပ်တာအများကြီးခရီးရအောင်နော်နီလန်းကိုမသိဘဲနဲ့ဝိုးတော်ဝါဒနဲ့မပိုင်နိုင်မင်းနဲ့ဟိုလိုလိုဒီလိုလိုနဲ့လောက်ရတာအချိန်ကုန်ပြီးတော့အချိန်ကုန်အကျိုးမနှက်မှဆိုတော့ဟုတ်လားဒါကြောင့်နီလန်းလေးကိုသိအောင်ကျွမ်းကျင်အောင်မလုပ်ရမလို့လေ့လာသိပြီဆိုလို့ရှိရင်တော့ဘာလို့ရမလို့စူးစမ်းဖို့ပဲလိုတော့လားဟုတ်ရဲ့လားဒါကဦးဇင်းတို့ဒီကနေ့နော်17ကြိမ်မြောက်တရားစခန်းပွဲပထမဦးဆုံးနေ့မှာဒါအလုံးအတွက်အလုပ်ပေးတရားလို့လည်းဆိုနိုင်ပါတယ်အထူးသဖြင့်တော့တတိတရားဆိုတဲ့အပမဒလေးနဲ့နော်နေလိုစိတ်ထက်သန်ဖို့အတွက်ပမာဒရဲ့အပြစ်အနာစာကိုအဓိကပြောတဲ့တရားလို့မဆိုနိုင်ဘူးလားပမာဒရဲ့အပြစ်ကိုပြောလိုက်ရင်အပမဒရဲ့အကျိုးကျေးဇူးကမပေါ်လွင်ဘူးလားပေါ်လွင်တယ်နော်စောစောကအပြစ်တွေအကုန်လုံးကအပမဒနဲ့နေမယ်ဆိုရင်ဖြစ်လာတဲ့အကြောင်းရှိမလားမရှိဘူးနော်ရှုပ်ထွေးမှုမရှိဘူးရှင်းလင်းမယ်ပေါ့နော်ပူလောင်မှုမရှိဘူးငြိမ်းအေးမယ်တော့စိုးရိမ်မှုမရှိဘူးကြည်ကြည်လဲလဲတန်တန်ရှင်းရှင်းစိုးရိမ်မှုကင်းကင်းနဲ့နေရမယ်ဟုတ်ရဲ့လားဒါကြောင့်အစသကြာရာအစဉ်အတန်းမြင့်ဖို့အတွက်ပြောရလို့ရှိရင်တမာရတရားဆိုတာအစုံလန်းပဲအပမာရတရားဆိုတာအဆန်လန်းပဲနောက်အစုံလန်းဆိုတာတော့နေရတာလွယ်ပါတယ်အဆန်လန်းဆိုတာလောက်ရတာခက်ပါတယ်သို့တော့အစုံလန်းလို့မြည်သည်သူ့ရဲ့ဥတီချက်ကတဖြည်းဖြည်းနဲ့နှိမ်ပါရာကိုဥတီနေတယ်အဆန်လန်းလို့မြည်သည်သူ့ရဲ့ဥတီချက်ကတဖြည်းဖြည်းနဲ့မြင်မာရာကိုဥတီနေတယ်အဲ့ဒီဦးဇင်းတို့ဥတီရာကိုမြင်ဖို့မလိုဘူးလားလိုတယ်နော်ဒါလေးကိုပဲဦးဇင်းတို့ပြောချင်တာပါဒါကြောင့်စူးစမ်းအထောက်မှုရုန်းကန်မှုနဲ့9ရက်တာအချိန်ကိုကုန်စေခြင်းတယ်ပေါ့ခပ်ပေါ်ပေါ်စူးစမ်းအထောက်မှုနည်းနည်းနဲ့ကုန်သွားတာမျိုးမဖြစ်စေခြင်းမှုပေါ့နော်အဲ့လိုမဖြစ်ဖို့အတွက်အဓိကတကယ်တမ်းတွန်းအားကဒကာကြီးဒီမကြီးတို့ရဲ့ခေါင်းထဲမှာရှိတဲ့နော်အတွေးစိတ်တွန်းအားနဲ့ပဲသွားမှာဦးဇင်းတို့ကအဲ့ဒီစိတ်ကလေးဖြစ်အောင်ပဲပံ့ပိုးပေးတာပဲရှိတာဟုတ်တယ်မဟုတ်လားအဓိကကိုခံယူချက်ကလေးနဲ့ကိုစိတ်ကူးလေးနဲ့ကိုပြပြအောင်အကောင့်ထဲပေါ်ကြရမှာဟုတ်လားအဲ့ဒီစိတ်ကလေးတွေဦးဇင်းတို့အများကြီးအဆင့်အတန်းမြင့်မားသွားဖို့အတွက်နော်တဘာဝကျတဲ့ဆင့်တန်းမြင့်မားတဲ့ဒေသနာတွေကိုဦးဇင်းတို့အများကြီးနော်နာယူဖို့လိုတာပေါ့ဟုတ်လားအဲ့ဒီအတွက်ဒါပြောလိုက်တာပါပဲနော်အဲ့တော့ဦးဇင်းတို့ဒါကတော့နော်ယောဂီတို့အတွက်နော်အလုပ်ပေးတရားသို့မဟုတ်ပမာဒရဲ့အပြည့်အပမာဒရဲ့အကျိုးကျေးဇူးကိုပြောပြတဲ့တရားစကားပေါ့ဟုတ်ပြီနော်